လေးစားရပါတော့ဒါနပိရတဓမ္မပိရတကုသိုလ်ကောင်းမှုမြတ်ဓမ္မတို့နဲ့မွေးပျော်ကြတယ်တရားချစ်ခင်သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ခင်ဗျာဒီနေ့ချင်းခါသမယမြတ်လှစွာသောမင်္ဂလာအခါကာလကြီးမှာတတ္တမတဝနာအတိတုံမပါဆိုတဲ့နာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားခွင့်ရတဲ့မင်္ဂလာအခါသမယကြီးဖြစ်ပါလေဒါကြောင့်ပရိသမဇဉ်ညမှာရှင်လို့သာသနာတော်ကြီးနဲ့ဤကဲ့သို့ကြုံတွေ့ရတဲ့အခါကာလလေးမှာနာယခဲလှတဲ့မြတ်ဓမ္မတို့ကိုနာယူမှတ်သားကြလို့မိမိရဲ့ဘဝအလှကိုနှလုံးသားမှာအလှဆင်နိုင်ကြစေဖို့အတွက်လေးလေးစားစားဂရုဂါရဝတက္ကစ္စတရားများနဲ့တရားများကြွရောက်ဖို့ရဖိတ်ကြားအပ်ပါတယ်တရားချစ်ခင်သူတော်စင်လေးစားရပါတရားချစ်ခင်သူတော်စင်ဓမ္မတန်ဘောကဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ခင်ဗျာပုထုဇဉ်မှန်သမျှဗုဒ္ဓဘာသာလောကမှာအတွင်တရံတွေနဲ့ဟန်ပန်လောက်ပါပိတ်ပတ်ကအဖြူစင်ပေမဲ့စိတ်သက်သာမဖြူရင်တော့အပူဝင်ခန္ဓာကြီးတွေနဲ့တန်တရားခရီးအရှိမောသေးလို့နေကြောပြီးဒုက္ခဘဝမုတ်ချရမှာသိကြပါအဖြူစင်တိုင်းစိတ်သက်ဖြူစင်မယ်ဆိုရင်ရဲဘက်ကအကျဉ်းသားတွေဟာသူတော်စင်လို့ခေါ်ရမှာလားဒါကြောင့်ဒီဘဝဒီခန္ဓာမှာအသေးမလာခင်ဉာဏ်ဥဆောင်လို့ကံထူအောင်သာသီလသမာဓိပညာတွေနဲ့အစင်သာလီဖျားဟောတဲ့အပ္ပမေဇ္ဇာတော်ကောင်းတာလုပ်ဖို့မမေ့ဖို့ဟောထားလို့သောဖျားစကားအတိုင်းဘာမှအပြစ်မပါကြတဲ့ဒါနအနှစ်သာရကိုရအောင်ယူသီလအစစ်ကိုလုံအောင်ထိမ့်ရပြီးငြိမ်းချမ်းရေးအစစ်တကယ်ဖြစ်မဲ့ဝိပဿနာအစစ်ကိုပွားများကဖျားစကားသာနားထောင်မှတရားချစ်ခင်သူတော်ချင်းလူမုန်းတာပုံလို့ရပြီမေကံမုန်းတာပုံလို့မရပါဒါကြောင့်ညာအသုံးချကကံကောင်းအောင်ကောင်းကံတွေများများလုပ်အသိပညာမှာတတိအစင်သာကပ်ပြီးဝရိယတံပတ်ပေးထားမယ်ဆိုရင်ဖြင့်ဒုက္ခလွတ်လွယ်တဲ့သင်ဟာမနုဿဂုရှိဖြစ်သွားမှာလို့အများအတသိန်းကိုတရားအလင်းပြမယ်ဒီကနေ့ညဓမ္မသဘင်တို့တရားနာကြွရောက်ပါမည်အကြောင်းလေးလေးစားစားကားတော်တရားနဲ့ဖိတ်ကြားအပ်ပါလေတရားချစ်ခင်သူတော်စင်